ကောင်းသောနေ့မှာ29ရက်10လ2025ဗုဒ္ဓဂုနေ့လေးမှာ Visual Light Channel လေးကနေပြပြချင်တဲ့အကြောင်းအရာလေးကတော့ကျမတို့ရဲ့တရက်တာကိုတန်မိုးရှိစွာဖြတ်သန်းနိုင်မှုတနေ့တာလှုပ်ဆောင်ရမယ့်အရာအလုံးကိုပြင်းပြအောင်လှုပ်ဆောင်နိုင်ဖို့အတွက်မိမိကိုယ်ကိုဂရုပေးခြင်းနဲ့မိမိကိုယ်ကိုလေးစားမှုရှိခြင်းဆိုတဲ့ကိစ္စရဲ့နှစ်ရပ်ကိုပြုလုပ်တင်ပါတယ်မြင်တာအောင်ပြောရရင်ကျမတို့ရဲ့ကိုယ်ရည်ကိုယ်တည်းအတွက်ငါဒီနေ့တစ်နေ့လုံးသူတစ်ပါးအသက်သက်ခြင်းသူတစ်ပါးပစ္စည်းခိုးယူခြင်းလိန်ညာပြောခြင်းသူတစ်ပါးသားများအပါအဝင်သက်ဆိုင်သူရှိသူများနဲ့တာမန်ထက်ပိုတဲ့ဆက်ဆံမှုပြုခြင်းအရက်ပီယာမူရစေစတဲ့အရာတွေကိုသုံးဆွဲခြင်းအထူးသဖြင့်မိမိကိုအကြောင်းပြု၍သူတစ်ပါးစိတ်ကိုပူလောင်စေခြင်းစတဲ့အကြောင်းအရာတွေကိုကျမတို့ဒီလိုတစ်နေ့တာလုံးမှာရှောင်ခြင်းပဲကျမတို့နဲ့ထိတွေ့ဆက်ဆံတဲ့အရာတိုင်းကိုချင်နာစွာဆက်ဆံမယ်ကျမတို့ဆောင်ရွက်စရာရှိတဲ့အရာတွေကိုတစ်နေ့တာရဲ့အချိန်တွေနဲ့အချိန်ခွဲခြားသတ်မှတ်မယ်အပေါ်မှာပြပြခဲ့တဲ့ကျမတို့ရှောင်ရမယ့်အချက်တွေနဲ့ကျမတို့လှုပ်ဆောင်ရမယ့်အချက်တွေကိုသတ်မှတ်ထားတဲ့အချိန်အတိုင်းတွင်အမှန်တကယ်လှုပ်ဆောင်မယ်လို့ကျမတို့တွေမိမိကိုယ်ကိုဂရုပေးရပါမယ်နောက်တစ်ချက်ကတော့မိမိကိုယ်ကိုလေးစားမှုရှိခြင်းပါမိမိပေးထားတဲ့ဂရုအတိုင်းအမှန်တကယ်လှုပ်ဆောင်လာနိုင်တဲ့အချိန်မှာကျမတို့တွေဟာမိမိကိုယ်ကိုလေးစားတဲ့စိတ်ကိုခံစားကြရပါတယ်။ကျမတို့တွေဟာကျမတို့ရဲ့တရက်တာကိုတန်မိုးရှိစွာဖြတ်သန်းနိုင်ဖို့ကျမတို့တစ်နေ့တာလှုပ်ဆောင်ရမယ့်အရာတွေကိုပြင်းပြအောင်ဆောင်ရွက်နိုင်ဖို့အတွက်ကျမတို့ရှောင်ရမယ့်အချက်တွေနဲ့ဆောင်ရမယ့်အချက်တွေကိုတရက်တာလုံးလိုက်နာပါမယ်လို့မိမိကိုယ်ကိုဂရုပေးခဲ့တော့လဲအမှန်တကယ်လိုက်နာနိုင်ခြင်းမရှိတဲ့အခါကျမတို့တွေဟာမိမိကိုယ်ကိုလေးစားနိုင်ခြင်းကိုဖြစ်ပေါ်ခံစားရမှာမဟုတ်တော့ပါဘူး။ဒါကြောင့်ကျမတို့တွေဟာမိမိကိုယ်ကိုဂတိပေးပြီးတဲ့အတိုင်းဂရိအတိုင်းဆောင်ရွက်ကမိမိကိုယ်ကိုလေးစားတဲ့လူတစ်ယောက်ဖြစ်ရပါမယ်။အနည်းဆုံးအနေနဲ့ပြပြချင်တာလေးကတော့ကျမတို့တွေ29ရက်10လ2025ဗုဒ္ဓဘုနေ့ဒီနေ့လေးကစလို့မိမိရဲ့ကိုယ်ရည်ကိုယ်သွင်းနဲ့လုပ်ငန်းဆောင်တာတွေတိုးတက်ဖို့အတွက်လိုက်နာရမယ့်အချက်တွေနဲ့ရှောင်ကျဉ်ရမယ့်အချက်တွေကိုအမှန်တကယ်လိုက်နာမယ်သတ်မှတ်ထားတဲ့အချိန်အတွင်းပြင်းပြအောင်လှုပ်ဆောင်မယ်မိမိကိုယ်ကိုပေးထားတဲ့ဂတိမိမိဂရိအတိုင်းအမှန်တကယ်လှုပ်ဆောင်နိုင်ခြင်းဖြင့်မိမိကိုယ်ကိုလေးစားမှုရှိတဲ့လူတစ်ယောက်အဖြစ်ရှင်သန်ခြင်းဖြင့်ကျမတို့ရဲ့တရက်တာတိုင်းကိုတန်မိုးရှိစွာနဲ့လှုပ်ဆောင်ရတဲ့အရာအလုံးကိုပြင်းပြအောင်လှုပ်ဆောင်နိုင်ပြီးမိမိကိုယ်ကိုယုံကြည်မှုရှိဖြတ်သန်းကြကြနော်